Hello မင်္ဂလာပါကျမရဲ့မြန်နေဦး base ကနေကြိုဆိုလိုက်တယ်ပေါ့နော်ကျမကတော့ထုံးစံအတိုင်းပဲနာမည်တော့မြန်နေဦးဖြစ်တယ်page နာမည်တော့မင်းနေဦးဖြစ်တယ်ပေါ့နော်အဲ့ဒါအခုလိုမျိုးစကားလာပြောတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်ကျမအချိန်ပိုင်းလုပ်နေတဲ့လုပ်ကိုင်နေတဲ့ပေါ့နော်ဒီပေါ့နော်အချိန်ပိုင်းလုပ်အကြောင်းလေးကိုမျှဝေပေးခြင်းလို့ဒီပေါ့နော်အခုလိုမျိုးစကားလာပြောရခြင်းဖြစ်တယ်ဦးပြဟောင်းနေမင်္ဂလာပါနော်ဒီမှာငါဒီလုပ်ငန်းကို2023တော့တွေ့ရှိရပြီးတော့23ဇူလိုင်2025မှာပဲ business owner တယောက်ဖြစ်သွားခဲ့တယ်အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါကျမအနေနဲ့ဒီလိုမျိုးပေါ့နော်ညှောက်ပေးဖို့အခြေလေးရောက်ရှိလို့လာပြီကျမကဒီလုပ်ငန်းကိုပေါ့နော်ဘာလို့တိုင်းရလဲဆိုလို့ရှိရင်ဒီလုပ်ငန်းမှာရရှိတဲ့ပေါ့နော်ကျမရဲ့ရလာမယ့်အခွင့်အရေးတွေပေါ့နော်တရက်တောက်တမ်းမဆက်မဲ့လုပ်ရတယ်ပြီးတော့ပေါ့နော်ဒါကိုယ့်ရဲ့မိသားစုနဲ့လည်းမခွဲမခွာပဲနဲ့ဝင်ရောက်လုပ်ကိုင်လို့ရတယ်။ဘယ်နေရာပဲဒေသမှာပဲဝင်ရောက်လုပ်ကိုင်လို့ရတယ်ပေါ့နော်။ internet ရဲ့ဖုန်းရဲ့ laptop ရဲ့ရှိုံနဲ့လုပ်ကိုင်လို့ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကျမအတွက်လည်းအဆင်ပြေတယ်ဒါစိတ်ဝင်စားနေတဲ့မိတ်ဆွေတွေအားလုံးအတွက်လည်းပေါ့နော်ဝင်ရောက်joinလေ့လာနိုင်တယ်ဆိုတဲ့အကြောင်းကျမလည်းမျှဝေပေးခြင်းနဲ့ပေါ့နော် www.internet.digital business info မှာကိုယ့်ရဲ့နာမည်နဲ့ email ထည့်ပြီးတော့ free webinar ကိုရရှိလို့ရတယ်ပေါ့နော်။ဒီနေ့ညောင်းပြလိမ့်မယ်ကောင်းစင်လေးနဲ့ဆက်လက်ပြီးတော့ညောင်းပြသွားမယ်ပေါ့နော်ဥပ္ပိတန်လေးကိုတော့နားထောင်ပေးပါဘာလေးလဲဆိုလို့ရှင်ပေါ့နော်ဒီနေ့ကဒါ day 89ကိုရောက်ရှိလို့လာပြီပေါ့နော် celebrate your small wins ပေါ့နော်emphasize the importance of celebrity progress along the way acknowledge how small victories add to big success and keep your motivate ပေါ့နော်တင်းငယ်တဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုလိုက်ပါတိုးတက်မှုကိုဂုဏ်ပြုခြင်းရဲ့အရေးပါမှုကိုအလေးပေးပါပေါ့နော်ဒါအောင်ပွဲငယ်လေးတွေကကြီးမားတဲ့အောင်မြင်မှုတွေကိုဘယ်လိုမျိုးပေါင်းစပ်ပေးတယ်ဆိုတာနဲ့ဒီလိုမျိုးပေါ့နော်စေရင်ထက်သက်စေရဆိုတဲ့အသည့်လေးတွေကိုပေါ့နော်ဒါကျမအနေနဲ့မျှဝေပေးသွားမယ်ဟုတ်တယ်ပေါ့နော်ဒါကျမတို့ရဲ့ဒီစီးပွားရေးလုပ်ငန်းကဆိုလို့ရှိရင်နိုင်ငံတကာ community ကိုကြီးနဲ့ချိတ်ဆက်ပြီးတော့လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်အဲ့ဒီအတွက်ပေါ့နော်ဘယ်လိုပြောမလဲအောင်မြင်မှုကပေါ့နော်ဒါတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ပေါ့နော်ဒါကိုယ့်ရဲ့စူးစမ်းမှုအပေါ်မှာမူတည်ပြီးတော့ရှေ့ဆက်ပြီးတော့သွားရတဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ပြီးတော့ပေါ့နော်ဒါကျမဆိုလို့ရှိရင်လည်းဒါပထမဆုံးလုပ်ငန်းမလုပ်ခင်ခံရပေါ့နော်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့ဆိုပြီးတော့ပေါ့နော်လိုအပ်တဲ့အချက်လက်တွေကိုမရရအောင်ဖြည့်တယ်ပြီးတော့ပေါ့နော်ဒါတဖြည်းဖြည်းနဲ့ဒီလုပ်ငန်းတွေကို